အဆောက်အဦကြီးပြိုကျတော့မဲ့အချိန်မှာအနားမှာရက်နေတဲ့မိခင်တယောက်ကသမီးကိုအမြန်ပြေးဖို့အော်ဟစ်တတိပေးခဲ့တယ်။ဒါပေမဲ့နောက်တစ်စက္ကန့်အတွင်းမှာပဲတန်နိုင်တစ်ချောင်းကအပေါ်ကနေပြုတ်ကျလာပြီးသမီးရဲ့ရင်ဘတ်ကိုထိုးဖောက်သွားခဲ့တယ်။အဲ့ဒီမြင်ကွင်းကြောင့်မိခင်ဟာချက်ချင်းပဲစိတ်ပြက်လက်ပြက်ပြိုလဲသွားခဲ့တယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့သူမအိယာပေါ်ကနေလန့်နိုးလာခဲ့တယ်။ဘေးမှာသမီးလေးကိုအကောင်းတိုင်းတွေ့လိုက်ရတော့အခုနာကဖြစ်ခဲ့တာတွေဟာအိမ်မက်ဆိုးတစ်ခုလိုပဲထင်ခဲ့တယ်။သမီးကအလုပ်သွားဖို့ပြင်ဆင်နေချိန်မှာတော့အိမ်မက်ထဲကကြောက်မက်ဖွယ်မြင်ကွင်းတွေကိုမိခင်ပြန်တတိရလာတယ်။ဒါကြောင့်သမီးကိုအတင်းဆွဲထားပြီးအသစ်ဆောက်ထားတဲ့အဆောက်အဦဖွင့်ပွဲခန်းနာကိုမတော်ဘူးတောင်းပန်ခဲ့တယ်။အဲ့ဒီအဆောက်အဦကအန္တရာယ်ရှိနေပြီးတခုခုဆိုးဆိုးရွားရွားဖြစ်လာမယ်လို့တတိပေးခဲ့ပေမဲ့သမီးကတော့မိခင်စိုးရိမ်လို့နေတယ်လို့ထင်ပြီးစကားနားမထောင်ပဲထွက်သွားခဲ့တယ်။သမီးကအခန်းသားမှာရောက်နေပြီဆိုတာမြင်လိုက်တာနဲ့မိခင်ဟာအယူတယောက်လိုစောက်လို့ရင်းနေရာကိုပြေးသွားခဲ့တယ်။ဒါပေမဲ့ကန်ဆုံမှုကထပ်ပြီးဖြစ်လာပြန်တယ်။သူမရဲ့မျက်စိရှိမှပဲသမီးဟာအရင်တိုင်းကြောက်စရာကောင်းတဲ့မတော်တဆမှုနဲ့တိတ်ဆုံးသွားခဲ့တယ်။ဝမ်းနည်းမှုနဲ့ပြိုလဲသွားတဲ့အချိန်မှာပဲအချိန်တွေကရုတ်တရက်နောက်ပြန်လှည့်သွားခဲ့တယ်။ပြိုကျသွားတဲ့အဆောက်အဦကလည်းချက်ချင်းပြန်လဲကောင်းမွန်သွားပြီးမိခင်ကအိမ်မှာပဲတဖန်ပြန်နိုးလာခဲ့တယ်။ဒီလိုအဖြစ်အပျက်တွေကိုထပ်ခါကြုံတွေ့ရပြီးနောက်မှာတော့အဲ့ဒီအိမ်မက်ဟာအိမ်မက်မဟုတ်ပဲတကယ်ဖြစ်မဲ့အနာဂတ်ဆိုတာကိုသူမနားလည်သွားခဲ့တယ်။ဒီတစ်ခေါက်မှာတော့သမီးကိုထွက်မသွားနိုင်အောင်အစွမ်းကုန်တားဆီးခဲ့တယ်။ဒါပေမဲ့သူမရဲ့အပြုအမူတွေကသမီးကိုပိုပြီးဒေါသထွက်စေခဲ့တယ်။မိခင်ရဲ့စိတ်ရောဂါပြန်ဖြစ်လာပြီးလို့ယုံကြည်သွားတဲ့သမီးဟာသူမကိုတိုက်ခန်းထဲမှာတောက်ခတ်ထားခဲ့ပြီးအပြင်ထွက်သွားခဲ့တယ်။သမီးရဲ့အန္တရာယ်ကိုကာကွယ်ဖို့မိခင်ကအပေါ်ထပ်သတင်းပေါက်ကနေမဆိုင်မတော့ခုန်ချလိုက်တယ်။နာကျင်မှုကိုအန်တူရင်းရဲစခန်းစီပြေးသွားပြီးအဆောက်အဦပြိုကျတော့မယ်လို့သတင်းပို့ခဲ့တယ်။ဒါပေမဲ့အချိန်တွေကိုထပ်ခါပြန်တက်ရှင်နေရတယ်ဆိုတဲ့သူမရဲ့ထူးဆန်းတဲ့ဇလံကိုဘယ်သူမှမယုံကြည်ခဲ့ကြဘူး။ရဲတွေကသူမကိုစိတ်မတည်ငြိမ်တဲ့လူတစ်ယောက်လိုပဲသတ်မှတ်ခဲ့ကြတယ်။နောက်ဆုံးမျှော်လင့်ချက်မရှိတော့တဲ့မိခင်ဟာစောက်လို့ရင်းနေရာစီတစ်ယောက်တည်းပြေးသွားခဲ့တယ်။အဲ့ဒီအချိန်မှာတာဝန်ရှိသူတွေကဖဲချိုးဖြတ်ပွဲအတွက်ပြင်ဆင်နေကြတယ်။မိခင်ကရုတ်တရက်ရောက်လာပြီးလူအားလုံးကိုချက်ချင်းထွက်ပြေးကြဖို့အော်ဟစ်တတိပေးခဲ့တယ်။ဒါပေမဲ့လူတိုင်းကသူမကိုအနှောက်အယှက်ပေးနေသူလို့ထင်ပြီးလုံခြုံရေးဝန်ထမ်းတွေကိုခေါ်ခဲ့ကြတယ်။သမီးကတော့မိခင်အတွက်စိတ်ပူနေသေးလို့လုံခြုံရေးတွေကသူမကိုကားပေါ်တင်ပြီးခေါ်သွားတာကိုကြည့်နေခဲ့တယ်။ကားထဲမှာထိုင်နေရတဲ့မိခင်ကစိတ်ပြက်လက်ပြက်နဲ့တကားဖွင့်ပေးဖို့တောင်းပန်ခဲ့ပေမဲ့ဘယ်သူမှဂရုမစိုက်ခဲ့ကြဘူး။အရေးကြီးဆုံးအခိုက်အတန့်မှာတော့သူမဟာလှုပ်ရှားနေတဲ့ကားပေါ်ကနေခုန်ချလိုက်တယ်။ပြီးတော့သမီးရှိရာစီအားကုန်ပြေးသွားခဲ့တယ်။တစ်ချိန်တည်းမှာပဲသူတို့နောက်ကအဆောက်အဦကြီးဟာပြင်းထန်စွာတုန်ခါလာပြီးစတင်ပြိုကျလာခဲ့တယ်။ဒီတစ်ချိန်မှာတော့မိခင်ဟာကံကြမ္မာကိုအနိုင်ယူနိုင်ခဲ့တယ်။သမီးကိုအချိန်မီကယ်တင်နိုင်ခဲ့ပြီးကြောက်မက်ဖွယ်မြင်ကွင်းကိုကိုယ်တိုင်မြင်တွေ့လိုက်ရတဲ့သမီးကလည်းနောက်ဆုံးမှာမိခင်ပြောခဲ့သမျှအားလုံးကိုယုံကြည်သွားခဲ့တယ်။အဲ့ဒီချိန်မှာတော့မိခင်တယောက်ရဲ့မေတ္တာဟာသားသမီးအတွက်ဘယ်လောက်အထိဆွံ့လွတ်နိုင်နေဆိုတာကိုသူမနားလည်သွားခဲ့တော့တယ်